ပုပ်ပားတောင်တက်ပြီးအပြန်ပိုက်စားတာနဲ့ညောင်မြို့မှာရှိတဲ့ဟာလာထမင်းဆိုင်မှာထမင်းသွားစားပါမယ်ညောင်မြို့တန်တွဲဟိုတယ်ရှိကမတ်ဖြူထမင်းဆိုင်မှာသွားစားဖြစ်ခဲ့တာလေးပါဝေသူအရောက်ပေါက်နေတာဖြစ်တဲ့အတွက်ကြောင့်သမင်းလေးတွေကတော့တိတ်ပြီးတော့လောင်းကားမှုမရှိတဲ့အတွက်ကြောင့်ခဏတော့စောင့်ပြရပါတယ်ပကံကိုဖျားဖို့အနေနဲ့မဟုတ်ပဲအလဲအပတ်ခရီးသွားအနေနဲ့သွားကျင်သူများအတွက်ဟာလာထမင်းဟင်းကိုမှလိုက်ပြီးရှာဖွေစားတော့ချင်တဲ့သူတွေအတွက်ညောင်မြို့ကမတ်ဖြူထမင်းဆိုင်မှာသွားစားလို့ရပါတယ်ဆိုင်ကအရသာလေးရလည်းမစိုးပါဘူးအိမ်ချက်လက်ရအတိုင်းလေးဆိုတော့စားလို့အဆင်ပြေပါတယ်ဈေးနှုန်းအဖြစ်ဆိုရင်တော့အခြားဆိုင်တွေထက်စားလို့ရှိရင်နည်းနည်းလေးဈေးပူတဲ့အထက်မှာတော့ပါပါတယ်တကယ်လို့ကိုကသွားစားဖြစ်တယ်ဆိုလို့ရှိရင်မသွားခင်နေရအရင်ဆုံးဖုန်းဆက်ပြီးတော့လှမ်းပြီးတော့အော်ဒါတင်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါဆိုလို့ရှိရင်တော့သူတို့တွေကြိုတင်ချက်ပြုတ်ပြီးလို့ရပါတယ်ကဲစားလိုက်ပါအောင်မယ်အဆုံးဒီစီးပေးကြပါအောင်ရှင်တကယ်လို့ပကံရောက်ဖြစ်လို့ဟာလာထမင်းဆိုင်စားကျင်နေဆိုလို့ရှိရင်လည်းမဖြစ်စီမှာတောက်စားလို့ရပါတယ်။စုံတီကြည့်ပေးကြတဲ့တရားစီတိုင်းအောင်လည်းအထူးကျေးဇူးတင်ပါတယ်။ဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါ